တခင်း science skin ကို diamond နဲ့အောင်ဘယ်လိုကောင်းဆရမလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးသိထားမှာဒီ event ကဒီဇင်ဘာလ31ရက်ကနေ January လ20ရက်နေ့ထိဆိုတော့ကျွန်တော်တို့ကအချိန်21ရက်ရတယ်ပြန်မြအနေနဲ့ကတော့အချိန်120ဆိုလို့ရှိရင် science skin ကိုရပါတယ်သူနဲ့လဲရမယ့် coin လေးတွေရသွားမှာဖြစ်ပါတယ်10ချိန်တိုင်းမှာလည်းသူ့ဘက်ကနေ elite skin special skin တွေရမယ်လို့လည်းဒီအာမခံရတာရှိပါတယ်120ထိဘယ်လိုလဲရမလဲဆိုတာကိုပြောပြပေးပါမယ်အနောက်မှာဗီဒီယိုလေးလောက်ထားပြီးပါတယ်အဲ့ဒါလေးကိုလိုက်ကြည့်ပေးပါ event လာတဲ့ဒီဇင်ဘာလ31ရက်နေ့မှာကျွန်တော်တို့ weekly pack တစ်ခုထည့်ပါမယ်ပြီးရင်တော့ဒီဇင်ဘာလ31ရက်ကနေ January လ1ရက်နေ့ထိကျွန်တော်တို့ daily draw နဲ့တစ်ရက်ကိုတစ်ချိန်လှည့်ပေးရပါမယ် January လ1ရက်နေ့ရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်2ချိန်ပြီးသွားပါပြီ January လ2ရက်နေ့မှာတော့သူ့ရဲ့ face 1လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့ weekly pack 3ခုထည့်ပါမယ်ပြီးရင်တော့ 10x draw ရဲ့ daily 1 draw ရဲ့ကိုလှည့်လိုက်မယ်ဆိုရင်7ချိန်ရသွားပါပြီအဲ့လိုလုပ်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့က free ticket 56ခုရပါတယ်အဲ့ဒီ56ခုကလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့68ချိန်ရသွားပါလိမ့်မယ်ပြီးတော့8ရက်2ချိန်ပြီးထားရမလို့69ချိန်ထိပြီးသွားပါလိမ့်မယ် January လ3ရက်နေ့ကနေ19ရက်နေ့ထိမှာကျွန်တော်တို့က daily 1 draw စီနဲ့18ရက်ထိလှည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က January လ19ရက်နေ့မှာ86ချိန်ထိပြီးသွားပါလိမ့်မယ် January လ20ရက်နေ့မှာတော့သူ့ရဲ့နောက်ဆုံးရက်ရောက်လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့ daily 1 draw နဲ့တစ်ချိန်လှည့်မယ်ပြီးရင်ရိုးရိုးနဲ့က33ချိန်ထိလှည့်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အချိန်120ထိပြီးသွားမှာပဲဖြစ်ပါတယ်အချိန်120ထိပြီးသွားပြီဆိုတော့ကျွန်တော်တို့က science skin ကိုရနေလောက်ပါပြီတကယ်လို့မှမရသေးဘူးဆိုလည်းနည်းနည်းပါးပါးပဲလိုပါမယ်အဲ့ဒါကိုနည်းနည်းပါးပါး diamond ထည့်ပြီးလှည့်လိုက်တယ်ဆိုလို့ရှိရင်တော့ရသွားနိုင်ပါလိမ့်မယ်အခုပြောပြသွားတာကကျွန်တော်တို့ဒီ starlight မှာဝင်ထားတဲ့သူတွေအတွက်ကိုပြောပြသွားတာပါ starlight မှာဝင်ထားရဆိုလို့ရှိရင်တော့ပို့ပြီးတော့တက်တာနိုင်ပါတယ်